ပုံစံဖြစ်တော့ဒီနေ့တော့နော်တယောက်က9ပြည်နဲ့10လမတယောက်က9ပြည်နဲ့9လမဖြစ်တယ်ဒါမဲ့တို့တော့ကြီးချင်းလားတော့မသိဘူးနော်ဒါမဲ့ဟိုလောတူခကြနော်တော့ကိခိုင်လေပြပါကိစကုလာအစမအစက်အောင်လေချင်းကေယာကိကိစကုမောခပ်တဲ့ကြင်ချင်းနာတော့ကိခိုင်လေပြပါကိစကုလာအစမအစက်အောင်လေချင်းကေယာကိစကုမောနော်ဒီမှာကိခိုင်လေညမှာဖြစ်တယ်စံတင်မီဘူးဒီလိုကြလို့ပါတယ်ကိုစာရီလာစကင်းဆိုလို့ရှိရင်နော်ဇဒိုင် MSC မှာဝရည်ပြောပြပါတယ်โอ้นี่များတယ်နော်ဒါမဲ့သူတို့ကလက်ကိုဘယ်လိုပဲလာမျက်စိကိုလုံးမခတ်ဘူးပြောမယ်ဆိုတော့မကြောက်ဘူးဆိုတဲ့သဘောပေါ့တော့မျက်လုံးကြည့်လိုက်ဆိုတော့ကဲတင်းငယ်လို့မဖြစ်ဘူးကြည့်နေလားဒီကမှအချိန်မှာတော့ချီကြီးထားပါတယ်။ရောင်ရဲ့တယောက်ချီကိုကြီးထားတယ်။တော့ပြည်နယ်ကြီးချီတယောက်ကဲခါနေတယ်။အဲဒီကလည်းချီချလေးကြည့်တယ်။ကျွန်တော်တို့ဒီနေ့ဆုံးဖြတ်ဒီတဲ့အိုင်ဒီယာကိုဒီမောဘူးတကယ်ရှာရီဖုန်းမှာလည်းမာစတာရီဘောက်ရှင်မှာလည်းကဲဒီနေရာရှိတယ်လို့ဒီမတ်ကောက်တာဖြစ်တယ်ဒါလည်းကဆိုလင်းနိုင်ရှာဆိုလင်းနိုင်နဲ့ရှာဒေးဗစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့အမတ်ကောင်းနေတဲ့ဒီချာလီအမတ်ယူနေတဲ့ဆောင်းရတော့ဆိုလင်းနိုင်ကျွန်တော်တို့ဒီကိုဖလာကနေဖြစ်တဲ့ရှာဒေးဗစ်လည်းကျွန်တော်တို့ဒီကိုဇုံထဲကနေဖြစ်ပါတယ်တို့မြောက်မှာကွန်ဖူမှာလည်းမစတာပဲMaster boy di sini, lehui malah pakai ini ya, si delori tu deh. Ini thumi dah leh tu. Chết tinh thả làm tôi gì là mai vì nó đâu à lề này đó
လို့ကျွန်တော်တို့ကလည်းတိုင်းအဲ့တော့ဆရာကိုပြန်တုံးဖြစ်ပါတယ်ကျွန်တော်တို့ခုလာဘွိုက်ကဘွိုက်ပဲကျွန်တော်လည်းကဲရှာကြီးဖိုင်လာတွေပဲကျွန်တော်လည်းဘလိုက်ကနေတည်ဆူနေတဲ့လက်သားတွေတော့မိုင်းဒီဘောကတော့ဘွိုက်ပဲကျွန်တော်လည်းโอ้ရတယ်ဒီစီပဲနော်သူကနာမဆိုလို့မထိုးတော့ဘူးဆိုလို့ဆွေးနေတာတော့ဟိုမှာလေကဲစစ်တမောသားကြီးတယ်ပေါ့ကွာโอ้goodနေပဲမောတော့နော်နေလေးပဲအများကြီးတော့မောနော်နေလေးပဲမောတော့โอ้ဒီတရားဆောင်ပြီးသွားပြီတို့ဒီဒုတိယဖြေထဲမှာလည်းအဖြေကနည်းနည်းလေးခမလုပ်ခဲ့တယ်ကျွန်တော်အထင်ပေါ့ကွာဒါနဲ့ဒီမှာတိုင်ရတော့ကျွန်တော်တို့ကဘောပဲနဲ့ရေးနေတယ်နော်ကျွန်တော်တို့မတည်သေးဘူးနော်ဒါပေမဲ့လွယ်ဖြစ်ဒီတတိယဖြေထဲမှာဘယ်သူနိုင်မလဲဘယ်သူတားကောင်းလဲရှယ်လူလူတမဲလူလူကြားရဲ့ဖြစ်ပါစင်နိုင်မယ်နော်โอเคစမယ်5โอ้ကဲတရားချီမှာဘယ်တော့ကြားဖြစ်မလဲကြားဖြစ်မှာစင်နိုင်တယ်တဲ့နော်โอ้ဘယ်တော့ကြားလဲသွားကြားလဲကြားလဲကွာတော့ကြားလဲကွာချာချာဟာကြည့်နေနော်โอ้မနာဘူးတယောက်နဲ့တယောက်ပြုံးပြနေသေးတယ်နော်โอเคมาสกันပဲလို့တော့လေမရတော့ဘူးတဲ့နော်မိုက်တာပဲနော်ဒီပွဲတော့မိုက်တာပဲဟေးရောပွဲမှာနော်